ကိုကနောက်လူကိုဗာမေးခွန်းဆက်မေးရမလဲ အခြေဦးကိုမေ့နိုင်ပြီလား အခြေဦးကိုမေးနိုင်ပြီလားတဲ့ အခြေဦးကများနေတယ်လို့ပဲ 2ယောက်လောက်ရှိတယ်ညီမလေး 4ယောက်လောက်ရှိနေ 4ယောက်လောက် ဟုတ်တယ် 4ယောက်လုံးညီမလေးမေးနိုင်ပြီလား မေ့နိုင် နောက်လူကိုဗာဆက်မေးရမလဲ အခုတယောက်ကိုအရင်ကထပ်ပို့ချစ်လာလို့ ချစ်တာပေါ့ ချစ်တာပေါ့ကိုနောက်လူကိုဗာမေးခွန်းဆက်မေးရမလဲ ဒီနေ့ထိုင်းစီးတီမှာပတ်စံဘယ်လောက်သုံးပြလဲပြောပြပါဦး အခုတိုင်းစီးတီကိုလာတာတဲ့ပတ်စံဘယ်လောက်ကုန်သွားပြီလဲတဲ့ လောင်းမကုန်သေးပါဘူး3000လောက်ပဲ 3000လောက်ကုန်သွားပြီကိုနောက်လူကိုဗာမေးရမလဲ လက်ရှိရှိသူရှိရတာနဲ့ဘာလို့နောက်တစ်ယောက်ထပ်ထားရလဲလို့ ရှိပါဘူး ကိုနောက်လူကိုဗာမေးခွန်းဆက်မေးရမလဲ ။နွေရာသီမှာစားလို့အကောင်းဆုံးအစားအသောက်ကဘာဖြစ်မလဲ။တည်တည်တော့ အခုနောက်လူကိုဗာမေးခွန်းဆက်မေးရမလဲ နွေရာသီမှာဘာလုပ်ရှင်လဲ ညီမကဘာလုပ်ချင်လဲနွေရာသီမှာ ။ဘာမှမလုပ်ရှင်ဘူးအိတ်လိုက်စားလိုက် နွေရာသီမှာဘာလုပ်ချင်လဲတဲ့ ကန်းကြည့်တော့ကြည့် ဘယ်ကန်းကြီးလဲ အာငွေဆောင် ငွေဆောင်အခုနောက်လူကိုဗာမေးခွန်းဆက်မေးရမလဲ ရေးစားရှိလားမရှိဘူးချင်း ထားဖို့ရရှိတာ ရှိပါတယ် ကိုထားမဲ့တိုက်ကဘယ်လိုပုံစံမျိုးလေးလဲပြောပြပါဦး ကော်ကော်လေးနဲ့မိုက်မိုက်လေးပေါ့တက်တူးပါတာကိုပိုကြိုက်တယ် ကိုတူးမပါဘူးဖြစ်နေ ရပါတယ် ရတယ်ဟုတ်အဲ့ဒါအခုနောက်လူကိုဘာဆက်မေးရမလဲ ရန်ကုန်မှာနေရမ်းပူလားလို့ ညီလေးရန်ကုန်မှာနေရန်ပူလာတဲ့ ပူပါလေဗျ ပူရယ်ဘာလို့လဲဝတ်တာ ဒီတိုင်းပဲဝတ်လာ ဒီလိုပြော fashion ဖြုတ်တာ ဖြုတ်လာ အေးဒါပဲဟုတ်ပြီနောက်လူကိုအခုဘာဆက်ပြီးတော့မေးရမလဲ ဘန်ကောက်သွားကျင်တာပြီ ညီလေးဘန်ကောက်သွားကျင်လာတဲ့ မသွားကျင်ဘူး ဘာဖြစ်လို့ အကြောင်းရင်းတော့မရှိဘူးဒါပေမဲ့မသွားကျင် ဒီနိုင်ငံကိုချစ်တာ ချစ်တယ်ရဲချစ်တယ် နောက်လူကိုဘာမေးခွန်းဆက်မေးရမလဲ အလှပြင်လာလားတဲ့ အလားပြင်လာလာတဲ့ အဲ့ပြင်ထားရလေ ပြင်လာလားအခုနောက်လူကိုဘာမေးခွန်းဆက်မေးရမလဲ ဒီနေ့ဘာနဲ့လာတာလဲ ကားနဲ့လာတာ ကားနဲ့မှာဘယ်လောက်လဲ 82 ရန်နေစီလား ဘုရားထောင်ကနေ ဒီကိုဘာလာလောက်တာ တကယ်ချင်းနဲ့ဖက်နဲ့ဝယ်မယ်ဆိုလို့ အဲ့တော့အခုနောက်လူကိုဘာမေးခွန်းဆက်မေးရမလဲ မေ့နိုင်ပြီလားလို့ ဟာဒီဘက်တင် on လေဟာ